ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ဗာလေးနဲ့မိတ်ဆက်ပေးခြင်းတာလဲဆိုတော့ဒီကောင်လေးတွေကတရားအိတ်ပေါ့နော်တရားအိတ်အစ်စ်လေးတွေပါဒီလိုအတွဲလိုက်တွေပါဒီကောင်ကတော့လာတာကတော့ဒီလို24ဖို့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ဗာလေးနဲ့မိတ်ဆက်ပေးခြင်းတာလဲဆိုတော့ဒီကောင်လေးတွေကတရားအိတ်ပေါ့နော်တရားအိတ်အစ်စ်လေးတွေပါဒီလိုအတွဲလိုက်တွေပါဒီကောင်ကတော့လာတာကတော့ဒီလို24ဖို့လိုတွဲလိုက်ပေါ့နော်14ဖို့တွဲလိုက်ပါလူမှာဆိုရင်ဒီလိုဒါ socket တွေနဲ့ပေါ့နော်ဒီလို socket ကျူးဒီနဲ့တွဲလိုက်ကြည့်လာတယ်ဒါကကျွန်တော်တို့ဒီလိုတွဲပြီးသားပေါ့နော်ဒါဆိုတော့သူကတော့ဒါလုံးဝအစ်စ်ပါမသုံးရသေးပါဘူးဒါစပယ်ယာဘက်အနေနဲ့တွင်းလာတဲ့ကောင်းတွေပေါ့နော်စပယ်ယာဘက်အနေနဲ့တွင်းထားတဲ့ဟာတွေပါဒါကျူးနဲ့စပယ်ယာဘက်တခါတည်းတန်းပြီးတော့ BMS မှာဆွတ်လိုက်အောင်ပဲဟိုတော့ကိုလို့စပယ်ယာဘက်အနေနဲ့ဟို24ဖို့အတွဲလိုက်လာတဲ့ဆဲတွေပါဒါကိုကျွန်တော်ကဒီကောင်ဒီလိုလေးလုံးဖြတ်ပြီးတော့ပေးတာပါနော်ဒီလိုပဲဒီကောင်လေးကိုဒီလိုဖြတ်ပလိုက်တာပါဟုတ်ကဲ့ပါဗျဒီကောင်ကတော့သူကဒီလိုလေးစားပြစ်ပြီးသားပေါ့နော်လေးစားပြစ်ပြီးသားပါတပြားကိုကျွန်တော်ရှောင်းစေးရတော့တပြားကို3,600ပါဗျဟုတ်ကဲ့ပါဒါကျွန်တော်လည်းမားတဲ့ကားနဲ့ပါနေဆိုရင်အရင်ကြီးတော့မကြမ်းပါဘူးဒီလိုဆဲပါဒီလိုပါတော့ဆဲအစ်စ်ပါတရားရေးဆဲလေးပါဟုတ်ကဲ့ပါဒီလိုလေးပြတာတိုင်းဘောတော့မတင်ရသေးဘူးပေါ့နော်တိုင်းဘောတော့မတင်ရသေးဘူးဒါလေးပြတွဲဖြတ်ရောက်ပေးပါဆိုလို့ဒါကျွန်တော်ကိုအများအားကျွန်တော်စီကနေဘက်ထရီတွေကိုအများအားမှားတဲ့ဒါဖြာပုံပေါ့နော်ဖြာပုံကအကူကြီးအမှားလေးပေါ့နော်ဖြာပုံကအကူအမှားလေးပါဒါသူ့ကိုလေးပြားဖြာရောင်းပေးပါဆိုလို့ဖြာရောင်းပေးတာပါဒီလို24ဖို့အတွဲလိုက်ဒီလိုချင်းလည်းရပါတယ်ကျွန်တော်ဒီမှာခုလောဆိုတော့ဒီ2တွဲပေါ့24ဖို့2တွဲရောက်ထားပါတယ်နောက်ထပ်ရောက်ဖို့လည်းရှိပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်